လေးကောင်းလို့ကျွန်တော်ဒီဆိုင်ကိုဗီဒီယိုရိုက်လိုက်တာဒီဆိုင်ကျွန်တော်အိမ်သားတွေရှိတယ်ဒီမှာကြည့်ချက်လောက်ချောရတာရှိတယ်ဒါကျွန်တော်မှားရမေးတာမေးဦးစုပြောမှာကွာကျွန်တော်တန်ကြားလာတယ်ခုကတယောက်တည်းချင်းစုပြန်လာပြီးတော့စုလို့မရဘူးလေရာသီဥတုလည်းနင်းမိုးတွေမောင်းတော့ကြာနေခုနှင်းနေကြာနေတာဟိုနဲ့အရေးတော်လေးတွေပူလောင်လေးဆက်လို့ဆိုတော့ဆိုင်မှာဝင်လာနေတယ်ဆိုပိုင်းတော့မဲကိုစွပ်ပြုတ်စားနေဒါပေမဲ့အမဲကိုစွပ်ပြုတ်တော့ဒီနိုင်ငံဒီဆိုင်ဓာတ်ကပြင်ကျွန်တော်ကြက်ချတော့ရိုးကိုကြက်အယိုးပေါ့အယိုးမပါဘူးဆိုရင်ကြက်ကြက်ချတော့ဟာပြောနာပြောလာတော့ကျွန်တော်မထင်မှပဲနဲ့မှာပြီးတော်တော်လေးကောင်းလို့ကျွန်တော်ဒီဆိုင်ကိုဗီဒီယိုရိုက်လိုက်တာဒီဆိုင်ကျွန်တော်အိမ်သားတွေရှိတယ်ဒီမှာကြည့်ချက်လောက်ချောရတာရှိတယ်ဒါကျွန်တော်မှားရမေးတာမေးဦးစုပြောမှာအခုမှကွာပြကျွန်တော်မှားတာပြဒါပေမဲ့အချင်းခောက်နေတယ်လို့စားလို့ရတယ်ဒီလိုမျိုးစားလို့ရတယ်အခုဒီတော့ဒီဆိုင်ကိုစားနေရပါလေဆိုတော့ဒီချက်ချောက်ကျုံချက်ချောက်ကျုံပါလို့ဒီတော့ကောင်းမှမသိမေးစားတော်လေးကောင်းမင်္ဂလာပါတော်သားလေးမေးစလုံးဆိုတော့လုံးနဲ့ပြောင်းတယ်ကြောက်လေးမှတော့ကြောက်လေးပေါ့လေမင်းအဲ့ဒါကြောင့်ဆုံးမရတာအမအရင်ကတည်းကကျွန်တော်ဒီဆိုင်မှာအမဲကိုစစ်ပြုတ်တာစားဖို့လူအေးဆိုတော့ရာလူအေးဆိုတော့စစ်ပြုတ်စားမယ်ဆိုလာရင်ဒီအမှလို့ဘာလို့ကောင်းทำไมว่าเอาซาทาဟိုတော့ပြင်ဖြစ်မဲရှယ်ပဲကျွန်တော်ဆိုးမှနေတဲ့လူတွေဆိုရင်ရောင်းလုံးဖို့ station ရောင်းလို့ဖို့ရောဤဘုံချူကိုတက်ရမှာရှိတယ်ခက်ပေါင်းနှစ်တလီကဆေးရုံနဲ့ပြောပြပေးရဘယ်လိုချင်းနိုင်လဲ good man နဲ့ဟုတ်တယ်ကိုရီးယားလိုရေးတာ good man တော်တော်ကောင်းရှယ်ပဲစားတော့ဆိုင်သွားတဲ့အခါမှာမြန်မာဆိုင်မဲ့တော့တခြားဆိုင်တွေလည်းသွားရှင်းပြလို့ရတယ်ကိုရီးယားနိုင်ငံဝင်နေတယ်သူတို့နိုင်ငံရဲ့စားတော့ကအလုံးဝစီမကြည့်ဘူးမဟုတ်ဘူးလေစင်ကာပူမြန်မာဆိုင်16ချက်ခွဲပေးရတယ်ဆိုတော့အစားတော့တဲ့ဆိုင်ဒီနိုင်ငံမှာ1000လောက်နဲ့1000ခွဲတော့ပေးရတယ်အတူလောက်ကြာကိုရီးယားမြို့ပေါ့လေအခုလည်းကျွန်တော်မှာမဲကိုစုပြုံလို့တပွဲမှာလည်းဒါမဲ့ထ
မင်းတပူထမင်းတစ်လုံးလားဆောင်အဲဆိုပါတယ်ပေါ့ပြီးဒီမှာကင်ချီမုံလာဥကင်ချီပြီးဒီမှာစက်တုံးမပြိုင်စိတ်သားပြင်နေတယ်နော်ပြီးဒီမှာရိုးရိုးကင်ချီထက်ယူလို့ရတယ်ကိုကအဲ့လိုဒီနိုင်ငံလေးအားလုံးကန်နေကြတော့ဒါတော့ဝယ်မှာငွေ3000နဲ့ရှိတယ်ပြောရတယ်အမဲဦးစပြုတ်ပွဲဒီမှာနိုင်ငံမုံမြင့်ချော်လည်းကြိုက်တယ်ဒါပေမဲ့ဒီနိုင်ငံကကင်ချီတို့စက်တမိတ်ကင်ချီတို့ဒီတန်ကြိုက်ကျွန်တော်ကစားတယ်ပေါ့ဒါပေမဲ့မကြိုက်တဲ့လူတွေရှိပါတယ်ကျွန်တော်မြန်မာလူမျိုးဘယ်ကတော့တကယ်ပြီးရင်သူကကင်ချီကဗီတာမင်စီလုံးဝမြန်မာနိုင်ငံဒီနိုင်ငံမှာဆန်ကများတော့မြန်မာနိုင်ငံဆိုကောင်းကျင်းဆန်နေမျိုးပေါ့လေဆန်စီးတယ်ဒီမှာလေးဒါတစ်ခွက်ဆိုရင်ကျွန်တော်ဝါတယ်ဒါပေမဲ့အဲ့ဒီဆန်မြန်မာဟင်းနဲ့တော့မလိုက်ဘူးမြန်မာထမင်းဟင်းနဲ့စားမယ်ဆိုရင်တော့ဒီလိုဆန်စီးရတော့မလိုက်ဘူးလေထိုင်းဆန်တွေပါပဲစားမယ်သူတို့ကိုရီးယားဟင်းတွေချက်လိုက်ကင်ချီတို့ဘာလို့စားရလဲဝမ်းလေးမှန်နေဗျာဆိုတော့မနာခင်းဆိုရင်ကျွန်တော်မြန်မာလူမျိုးတွေများတော့ကိုရီးယားရောက်လာရင်အဲ့လိုဖြစ်တာရှိတယ်ဝမ်းပြဿနာတွေတော့မြန်မာကြုံရတယ်ဒါပေမဲ့ဒီမှာကျွန်တော်လုံးဝမရှိဘူးကျွန်တော်ကင်ချီလဲကြိုက်တယ်အောက်ခြေလမ်းစားနဲ့တထေးတွေတောက်ဒီမှာကျွန်တော်ရှေ့ရဝိုင်းနေဆိုရင်သူတို့တုံးရကုမ္ပဏီအားစားဖို့ဒီနှစ်ကုန်မာနာနီးရင်လည်းကိုရီးယားနိုင်ငံတောက်လျှောက်ရကုမ္ပဏီအဲ့လို step ပါတွေမျိုးတောက်လျှောက်လုပ်တယ်အခုလည်းသူတို့လုပ်တာဒါပေမဲ့အကုန်လုံးကဒီဆိုယူပဲတောက်ကြတယ်ကျွန်တော်ဆက်စား